အလိုပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ဆိုင်မှာစားရတဲ့အရာသာတိုင်းထမင်းဘောလေးကိုအင်မော်လက်တကူကြော်စားကြရအောင်ပါခင်ဗျာကြော်နေလေးကလည်းအယောင်ကိုလက်ကူတာမို့ကျွန်တော်နဲ့အတူလက်ကြည့်ကြရအောင်ပါခင်ဗျာကျော်တို့ထမင်းဘောကိုချက်တဲ့အခါမှာအသီးရွက်ကိုကိုကြိုက်တဲ့အသီးရွက်ထည့်လို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ဦးနီတရုံမူညင်ပန်းကော်ဖီငရုတ်ကွာပျောက်ဖွေးအသေးမိုးခင်းချင်းတီဒီကျွန်းရုပ်မိုးတို့ကိုထည့်ပါမယ်ခင်ဗျာပြီးတော့အသားတွဲကတော့ဒီကြက်သားနဲ့ပဲပြားကိုထည့်ပါမယ်ခင်ဗျာပြီးတော့ဒီလိုပီလောပီနာကော်မိုလေးလည်းလိုအပ်ပါတယ်ခင်ဗျာပရမဆိုအိုရဲကိုစီထည့်ပြီးစီပူလာတာနဲ့ထောက်ထားတဲ့ကြက်တော်ဖြူလေးတွေကိုထည့်ကြောပါမယ်ပြီးရင်ကြက်သားလေးတွေကိုလည်းထည့်ကြောပါမယ်ခင်ဗျာကဲဒီလိုကြက်သားလေးတွေအနှဲငယ်နူလာပြီဆိုရင်နူးမလွယ်တဲ့ဦးနီပန်းကော်ဖီပျောက်ဖူးသေးလေးတွေကိုအရင်ထည့်ကြောပါမယ်ခင်ဗျာကဲဒီလိုအနှဲငယ်နူးလာပြီဆိုမှကျန်တဲ့အသီးရွက်လေးတွေကိုထည့်ပေးပါမယ်ခင်ဗျာပြီးရင်ပဲပြားလေးကိုထည့်ပြီးအသီးရွက်လေးတွေပုံနူအောင်ရေလေးနဲ့ငယ်ကိုထည့်ပေးပါမယ်ဒီနေရာမှာရေအစားကြက်ပြုတ်ရေလေးကိုထည့်ပြီးရေပိုကောက်ပါတယ်ခင်ဗျာကဲဒီလိုအကိုလုံးနူးစားပြူလာပြီဆိုရင်အရသာတွဲစားအသားမုံအချုံမုံတကြားကိုကတစောပဲငိုင်ဖဲရဲ့အကြီးကိုနှစ်စောထပ်ပေးပါမယ်ခင်ဗျာပြီးရင်အချိုရသာတွဲခရွေးစီကိုလည်းနှစ်စောထပ်ပေးပါမယ်အယောက်လေးပူလာအောင်ပဲငိုင်ဖဲရဲ့အနောက်လေးနဲ့ငယ်ကိုလည်းထပ်ပေးပါမယ်ခင်ဗျာပြီးရင်အနံလေးမှွေးဖို့အတွက်ဒီလိုနှမ်းစင်ဝေးလေးနဲ့ငယ်ကိုလည်းထပ်ပေးပါမယ်အကယ်လို့မရှိရင်မထည့်လဲရပါတယ်ခင်ဗျာကဲဒီလိုအကိုလိုနူးလာပြီဆိုရင်ငရုတ်ကောက်မှုလေးနဲ့ငယ်ကိုထည့်ပေးပါမယ်ပြီးတော့ပီလောပီနာကော်မိုလေးကိုရေလေးနဲ့ဖြောပြီးတော့ထည့်ပေးပါမယ်အနေများကိုကိုကြိုက်တဲ့အပြည့်ကျဲပေါ်မူတည်ပြီးတော့ထည့်လို့ရပါတယ်ခင်ဗျာကဲဒီလိုတီးရွက်လေးတွေအကိုလိုနူးပြီးအရည်လေးလက်ခက်ဖြစ်လာပြီဆိုရင်ကျော်တို့ထမင်းပေါက်အနှိမ့်လေးကိုရရှိပါပြီခင်ဗျာပြီးတော့အနှိမ့်လေးတွေကိုထမင်းရဲ့ဘေးမှာလှုပ်ပေးလိုက်ပါမယ်ခင်ဗျာကဲဒါဆိုရင်တော့အာဟာရလည်းဖြစ်ပြီးအရသာလည်းအရင်ရှိတဲ့ထမင်းဘောလေးကိုရရှိပါပြီခင်ဗျာပြီးရင်ကျွန်တော်တို့ဒီထမင်းနဲ့အနှိမ့်လေးတွေကိုရောနိုင်လိုက်ပါမယ်ခင်ဗျာကဲဒါဆိုရင်တော့ထမင်းဘောလေးကိုတိုးဆောက်လို့ရပါပြီခင်ဗျာကဲထမင်းဘောလေးစားကြပါဦးခင်ဗျာနော်ကျွန်တော်တို့မှုလေးရဲ့ပဲပြားရေးပါခင်ဗျာကဲဒါဆိုရင်တော့ထမင်းဘောလေးကိုဒီနေ့လေးကိုတုပ်ပြီးတော့အိမ်မတော်ကိုပြုလုပ်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ရပါခင်ဗျာ